ကျဲဦးလေးကိုနန်းနန်းပင်ရဲ့ရုပ်သီးစိမ့်လေးရဲ့စက်သွန်လေးရဲ့စက်သွန်ပြူလေးတစ်ထက်လောက်လေးရဲ့ထည့်ပြီးတော့ကြော်ပြပါမယ်စက်သွန်လေးထည့်ပါမယ်ရှင်ရုပ်သီးစိမ့်လေးထည့်ပါမယ်ရှင်စက်သွန်ပြူလေးနည်းနည်းလေးထည့်ပါမယ်ရှင်နန်းပင်လေးထည့်ပါမယ်ရှင်အဲ့ပြီးလို့ရှင်နန်းနမုံလေးထည့်ပါမယ်ရှင်ကြက်သားမုံလေးထည့်ပါမယ်ရှင်စားလေးနည်းငယ်ထည့်ပါမယ်ရှင်စက်သွန်လေးရယ်နန်းနန်းပင်လေးရယ်စက်သွန်မျိုးလေးတစ်တက်လောက်ရယ်မြေလေးစိမ့်လေးဒီလိုလေးကျဲဥလေးနဲ့ထည့်မှွေပြီးလို့ရှင်ကျိုးလို့ရပါပြီရှင်စီလေးလည်းကျက်ပြီဆိုတော့ကျဲဥလေးနဲ့နန်းနန်းပင်လေးနဲ့မြေလေးစိမ့်လေးနဲ့စက်သွန်လေးနဲ့စက်သွန်မျိုးလေးနဲ့ကြောထားတာဒါပါပြီကျက်လို့ရပါပြီLater, a few moments later. ကျဲဦးလေးကိုတစ်ဖက်ပြန်လိုက်တဲ့အခါဒီလိုရဲရဲလေးဖြစ်တော့ပါပြီခဏနေစားလို့ရပါပြီရှင်ကျဲဦးကျိုးလေးရပါပြီရှင်ဒီလိုလေးလှုပ်ရှားကြည့်ပါအရန်ကောင်းပါတယ်မှုကြိုင်လို့ပါရှင်ခရမ်းရင်ဒီငပိချက်လေးချက်ပြပါမယ်စီလေးထည့်ပါမယ်စီလေးထည့်ပြီးခရမ်းရင်သီးလေးရယ်စက်သွန်လေးရယ်ကိုထည့်ပါမယ်စိမ့်စားမြက်လေးလေးထည့်ပါမယ်စိမ့်စားမြက်လေးလေးထည့်ပါမယ်ဒီလိုဆိုရင်မုံလေးထည့်ပါမယ်ညောင်လေးမုံလေးနည်းနည်းလေးထည့်ပါမယ်ရှင်ဒါလေးလေးထည့်ပါမယ်ဒီခွက်ချမ်းမုံလေးနဲ့ထည့်ပါမယ်ရှင်ဆင်းကြီးလေးကိုနှုတ်ပြီးရအောင်လို့ဒီလေးနည်းနည်းထည့်ပါမယ်ပြီးရင်ဖုံးလေးအုပ်ပြီးတော့နှုတ်ပြီးအောင်ထားပါမယ်ဆင်းကြီးနှုတ်ပြီးတော့ပါပြီဆင်းကြီးပြီးအောင်လို့ဒီလိုလေးကိုလေးနဲ့ပြီးပြီးရှိပါတယ်ဒီလိုရှင်ရေစည်းစိမ့်လေးရယ်စက်တမျိုးလေးနည်းနည်းလေးရထည့်ပါမယ်မွေးလို့ပါရှင်ဒါပြန်ဖုံးလေးအုပ်ထားပါမယ်ရှင်ဒီနေ့ဒီချက်စပါးဒီနေ့ဒီချက်စပါးလေးဆာလို့ရပါမယ်နော် Later, a few moments later. ဒီနေ့ဒီညလူစိမ့်ငပိချက်လေးရပါပြီရှင်မှုကြိုင်လို့ပါချက်စားကြည့်ပါရှင်